ဒီဟာလေအရေးကြဲကြဲလေးနဲ့အေးလေး SPF เนาะပြီးတော့ကြတော့သူကလေလုံးဝမစည်းကပ်ဘူးကွာအရန်မိုက်တယ် SPF ဒီနေ့ review ပေးမယ်ဒီမှာဒါကိုကြည့်ဒီဟာမိုက်တယ် website မှာရှိရဲကွာကိုရှာဝဲပါကြော့ဒါက Nivea ရဲ့ SPF သူလည်းအခုနောက်ပိုင်းမှာဖြူရဲဆိုပြီးတော့နာမည်ကြီးလာရဲ့အထက်မှာပါတယ်ဒီကောင်ကကြတော့ Nivea ရဲ့ vitamin C ပေါ့နော်သူက SPF မဟုတ်SPF ပဲဟာဒီကောင်လေဒီမှာ SPF တွေအများကြီးချနေတယ်ဒီထဲမှာတို့ဒါလေးယူမယ်တို့ကြိုက်တယ်ဘာလို့လဲဆိုတော့ဒီကောင်က3ဘူးပေါ်မှာတူတန်းတိုင်းဆိုတော့နော်မဆိုဒါလေးမိုက်တယ်ဟိုနေ့ကပြောသေးတယ် Citra အရေးကျဲကျဲလေးကအေးလေး SPF လည်းကောင်းတယ်ဆိုတာလုံးဝကန်စပါကိုယ်မှာရှိတယ်ဒီမှာဒီကောင်ကကြတော့ blueberry နဲ့လုပ်ထားတဲ့ဟာနော် Citra ပဲ blueberry 3ဘူးနှစ်ကိုဆိုတော့3ဘူးယူလိုက်မယ်ဘာရောင်လေးရှိအောင်လည်းမသိဘူးပြီးတော့လေဒီ micellar water အရန်ဝက်ချန်ထွက်ပါတယ်နော် Garnier ရဲ့ပန်းရောင် micellar ကဝက်ချန်သမားနဲ့လုံးဝအဆင်မပြေဝက်ချန်ထွက်တော့အဲ့ဒါယူရမှတ်ထားမှာဒါကကြတော့ Vaseline ကို180နော်ဒီကောင်ကအရန်စီကတ်တယ် sticky ဖြစ်တယ်ဒါပေမဲ့ရေဆိုခံချွေးဆိုခံတယ်အသားထပ်မဲ့လူဆိုတော့ဒါအဆင်ပြေမယ်ဒါပေမဲ့ကျွန်မ recommend ပေးချင်တာကတော့ဒီခုနကကျွန်မယူထားရဲပေါ့နော် gel type Citra ကိုတုံးကြည့်ပါ SPF ထဲမှာသူကအေးတယ်ပြီးတော့ဖွေးတယ်တစ်ခါတလေမှရတယ်အမြဲတမ်းလည်းမရှိနေဘူးဒါပါလေဒါမျက်နှာသစ်ဆက်ပြဒါရပါတယ်လေသူကြည့်လိုက်မယ်ဒါက vitamin C ဒီကောင်ဖြူတဲ့ကောင်ဒါကဖြူတဲ့ကောင်ဒီကောင်ကအရေးအကြောင်းကောင်ဒီကောင်ကညလိမ့်တဲ့ကောင်ဆိုတော့ဒါက SPF တစ်ခွက်ပါပြီးတော့မှဟိုဘက်အကွက်တွေမှာတို့လိုက်ပြမယ်နော်ခဏစောင့်